ကမ္ဘာနိုင်ငံရေးတွေကြားထဲမှာမနေ့ကဖြစ်ခဲ့တဲ့အလွဲအချော်ဖြစ်ရတချို့နဲ့ရဲရအခက်ငိုရအခက်အဖြစ်အပျက်တချို့ကိုလည်းထည့်ပြောပြရတယ်။ပထမတစ်ခုကတော့အထွေထွေညီလာခံကိုတက်ရောက်လာတဲ့ပြည်내သမ္မတအီမန်နျူရယ်မက်ခရွန်ရဲ့ကားတန်းပိတ်ခံရတဲ့အကြောင်းပါ။ဒီနယူးယောက်မြို့တစ်မြို့လုံးဟာဒေါ်နယ်ထရမ့်မြင်နှန်းလာမှာဖြစ်လို့လုံခြုံရေးအရာလမ်းတွေပိတ်ထားပါတယ်။အဲ့ဒီမှာပြည်내သမ္မတမက်ခရွန်ရဲ့ရင်နှန်းလည်းပိတ်ခံရတဲ့အထက်မှာပါပါတယ်။ပြည်내သမ္မတမက်ခရွန်ကလမ်းကြောကိုပိတ်ထားတဲ့ရဲကိုစကားသွားပြောခဲ့ပေမဲ့ရဲကဖွင့်မပေးခဲ့ပါဘူး။ဒါကြောင့်သမ္မတကဒေါ်နယ်ထရမ့်ကိုချက်ချင်းဖုန်းခေါ်ပြီးတော့သူလမ်းပိတ်နေတဲ့အကြောင်းပြောခဲ့ပါတယ်။တိတ်မကြခင်မှာလမ်းဖွင့်ပေးလိုက်ပေမဲ့သူ့ကားတွေကတော့သွားလို့မရတော့ပါဘူး။ဒါကြောင့်လမ်းပိတ်ထားတဲ့နေရာကနေအစည်းအဝေးလုပ်တဲ့နေရာကိုရောက်ဖို့ပြည်내သမ္မတမက်ခရွန်တယောက်မိနစ်30လောက်လမ်းလျှောက်လိုက်ရပါတယ်။နောက်တစ်ခုကတော့ဒေါ်နယ်ထရမ့်နဲ့သူ့အမျိုးသမီးမလင်နီယာတို့နှစ်ယောက်ကုလသမဂ္ဂအဆောက်အုံထဲမှာသွားနေခြင်းဆက်လီကားနဲ့တက်ချင်းမှာပဲဆက်လီကားရပ်သွားလို့နှစ်ယောက်စလုံးလမ်းလျှောက်တက်ခဲ့ရပါတယ်။ဒါတွေမကသေးပါဘူး။ထရမ့်ကကုလသမဂ္ဂအထွေထွေညီလာခံစင်မြင့်ပေါ်မှာစကားပြောတော့လဲတယ်လီပရွန်တာလို့ခေါ်တဲ့ရှေ့ကနေစာပေါ်တဲ့မှန်ကအလုပ်မလုပ်လို့ကိုယ့်ဘာသာကိုစာအုပ်ကြည့်ပြီးပြောရပြန်ပါတယ်။ဒီပြည့်နှစ်ခုစလုံးကိုထရမ့်ကစင်ပေါ်ကနေပြန်ပြောပါတယ်။ကုလသမဂ္ဂဟာသူလာတော့မှဆက်လီကားရပ်သွားတယ်။တယ်လီပရွန်တာကလည်းအလုပ်မလုပ်တော့ပါဘူးတဲ့။ဒီအတွက်ကုလသမဂ္ဂကိုသူကအပြစ်တင်ပါတယ်။ဒါပေမဲ့ထရမ့်ဆွဆွဲတာတွေဟာမဟုတ်တဲ့အကြောင်းကုလသမဂ္ဂကချက်ချင်းပဲဖြေရှင်းချက်ထုတ်ခဲ့ပါတယ်။ဆက်လီကားရပ်သွားတာကထရမ့်တို့ခေါ်လာတဲ့ဗီဒီယိုရိုက်တဲ့လူကလုံခြုံရေးခလုတ်ကိုမတော်တဆထိမိလိုက်တာကြောင့်ရပ်သွားတာပါတဲ့။ဆက်လီကားတွေတက်ရင်အလယ်နားမှာလုံခြုံရေးခလုတ်တစ်ခုရှိတတ်ပါတယ်။ဒါကလူတွေညက်သွားတာဖြစ်ဖြစ်ပြုတ်ကျတာမျိုးဖြစ်ရင်နှိပ်လိုက်တာနဲ့ဆက်လီကားကချက်ချင်းရပ်သွားတဲ့ခလုတ်ပါ။စကားပြောရင်ကြည့်ပြောရတဲ့စာပေါ်တဲ့မှန်တယ်လီပရွန်တာအလုပ်မလုပ်တာကလည်းဒါဟာကုလသမဂ္ဂရုံးနဲ့မဆိုင်ပါဘူးတဲ့။အဲ့ဒီစာကို UN ကမထိန်းချုပ်ပါဘူးတဲ့။ထရမ့်ပြောမဲ့မိန့်ခွန်းကိုထိန်းချုပ်တာကထရမ့်ရဲ့ကိုယ်ပိုင်အဖွဲ့ကလုပ်တာလို့ UN ကဖြေရှင်းချက်ထုတ်ပါတယ်။ထရမ့်ရဲ့မိန့်ခွန်းကတော့ထွေထွေညီလာခံထဲမှာလူပြောအများဆုံးအကြောင်းအရာပါပဲ။သူပြောသွားတာတွေကလက်ရှိကမ္ဘာအရေးပေါ်မှာအမေရိကန်ရဲ့အမြင်လို့ပြောလို့မရနိုင်ပဲနဲ့သူ့ရဲ့ပုဂ္ဂလိကအမြင်တွေကိုပြောသွားတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ပထမတစ်ခုကတော့ယာတီဥတုပြောင်းလဲမှုဖြစ်စဉ်နဲ့ပတ်သက်ပါတယ်။သူပြောတာကသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေဟာနွားတွေအားလုံးကိုတပ်ဖြတ်ပစ်ချင်နေကြတယ်လို့ဆိုပါတယ်။ပြီးတော့ယာတီဥတုပြောင်းလဲခြင်းဆိုတာလူလိမ်တွေလှုပ်ထားတာလို့သူကပြောခဲ့ပါတယ်။ရာသီဥတုပြောင်းလဲခြင်းကိုကာကွယ်ကြဖို့ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့သိပ္ပံပညာရှင်တွေပြောထားတာတွေသဘောတူထားတာတွေဟာလည်းတကယ်တော့လူပြင်းလူအတွေလှုပ်ထားတာပါတဲ့။နောက်ပြီးတော့သူကအစ္စလာမ်ဘာသာနဲ့ပတ်သက်လို့လည်းအတော်ပြောသွားတာတွေ့ရပါတယ်။အဲ့ဒါကအနောက်ကဘာမှာရှိတဲ့မွတ်စလင်နိုင်ငံရေးသမားတွေဟာရှရီယတ်ဥပဒေပြဋ္ဌာန်းခြင်းနေကြတယ်လို့ဆိုသွားပါတယ်။သူပြောတာအဓိကကတော့လန်ဒန်မြို့တော်ဝင်ဆာဒစ်ခန်းဟာလန်ဒန်မှာရှရီယတ်ဥပဒေကိုအကောင့်ထဲပေါ်ခြင်းနေတဲ့အင်ပဒန်ဆိုးရတဲ့မြို့တော်ဝင်လို့လည်းပြစ်ပြစ်နဲ့ပြောခဲ့ပါတယ်။ပြီးတော့ခရစ်ယာန်ဘာသာဟာကမ္ဘာမှာအဖိနှိပ်ခံရဆုံးဘာသာလို့ပြောသွားပါတယ်